အခုဆက်လက်ပြီးတော့ The Best of Melody Award 2008 winner ဖြစ်တဲ့ဒီနေ့ခင်စောရဲ့တကူတော်တခြင်းတစ်ပုဒ်ဖြစ်တဲ့အဝေးရောက်နေပါတော့လဲဆိုတဲ့တခြင်းကိုတင်ဆက်ချင်ပါတယ်ဒီတခြင်းလေးကိုရေးပြီးတဲ့တရေးဆရာတော့အာခိုင်ဖြစ်ပါတယ်So they are cozy.